လက်ရှိဝမ်းမှာထိုးတက်နေတဲ့အကျန်းဆုံးမြန်မာဖိုက်တာများမြန်မာလက်ဝဲကသွေးနဲ့ချွေးတမ်မဏိလိုဇွဲကိုပဲအားကိုးပြီးတော့ထိုးတက်ခဲ့ရတဲ့ရိုးရာအမှုပညာတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဝမ်းနဲ့ထိတွေ့လိုက်တဲ့အခါမှာတော့အဲ့ဒီတမ်မဏိလိုဇွဲတွေကသိပ္ပံနည်းကျစနစ်တကျသွေးထားတဲ့ဓာတ်သွားတွေဖြစ်ပြောင်းလဲသွားပါတယ်။ဥပမာအဖြစ်တော့တန်းစင်သို့မဟုတ်ဘရော်နီကာတို့ရဲ့ကစားဟန်ကိုကြည့်ရင်သိတာပါတယ်။သူတို့ကမြန်မာလက်ဝဲရဲ့ပြင်းထန်တဲ့အခြေခံအားမှန်ကိုနိုင်ငံတကာအဆင့်မီကြီးကြတဲ့နည်းစနစ်တွေနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာတော့ပြိုင်ဘက်တွေအတွက်ရှောင်းတိန်လို့မရတဲ့ဖြစ်အားပြင်းဒုံးကြီးလိုဖြစ်လာခဲ့ပါတယ်။ဒါကမြန်မာလက်ဝဲကိုရွာတွင်းဖြစ်အဆင့်ကနေကမ္ဘာအဆင့်မီတိုက်ခိုက်ရေးပညာရဲ့ Global Martial Art ဖြစ်တရဖူဆောင်းပေးလိုက်တာဖြစ်ပါတယ်။လက်ရှိ1 Championship ရဲ့စင်မြင့်ထက်မှာမြန်မာကုံဆောင်နေကြတဲ့တိုက်စစ်မှုတွေကိုတဦးချင်းစီရဲ့အခြေအနေအလားအလာတွေလိုက်ပြီးတော့တေချာစူးစီးဖော်ပြပေးလိုက်ရပါတယ်များ။နံပါတ်1တန့်စင်လက်ရှိမြန်မာဖိုက်တာတွေထဲမှာအောင်မြင်ဆုံးအရှိန်ဟုန်မြင့်ဆုံးကတော့တန့်စင်ဖြစ်ပါတယ်။ဂျပန်ထိပ်သီးဖိုက်တာတွေကိုအလဲထိုးပြပြီးတဲ့နောက်ဒေါ်လာ3သိန်းတန်စာချုပ်ကိုရရှိထားပြီးလည်းဖြစ်ပါတယ်။သူရဲ့အားသာချက်ကတော့မြန်ဆန်တဲ့လက်သီးနဲ့တိကျတဲ့တုံ့ပြန်မှုဖြစ်ပါတယ်။နောက်အချိန်မှာဝေတန်းတူကဘာဆင့်ရောထန်တို့လိုဖိုက်တာတွေနဲ့ရှင်ပြိုင်ပြီးတော့ကဘာချန်ပီယံကပတ်တီမျှော်မှန်းနိုင်တဲ့အလားအလာရှိဆုံးလူငယ်ကျယ်ပွင့်ဖြစ်ပါတယ်။နံပါတ်2ဘရော်နီကာကရန်ချက်တစ်မယ်လို့တင်စားခံထားရတဲ့ဘရော်နီကာကမြို့သမီးအတန်ဝိတ်မွေထိုင်းတန်းမှာထိပ်တန်းအဆင့်ရောက်နေသူဖြစ်ပါတယ်။ထိုင်းထေဒီဂျူနီယာဖဲတက်ကိုလည်းထိုးပြခဲ့တယ်လို့မကြသေးခင်ကလည်းတရုတ်ဖိုက်တာကိုထပ်မံနိုင်ပြထားတာဖြစ်ပါတယ်။သူမရဲ့အားသာချက်ကတန်တစည်းလိုမျိုးရှေ့တိုးထိုးတက်နိုင်တဲ့ခန္ဓာရည်နဲ့အင်အားဖြစ်ပါတယ်။နာကတ်မှာဝမ်းရဲ့ပထမဆုံးမြန်မာအမျိုးသမီးကမ္ဘာချန်ပီယံဖြစ်လာဖို့အလွန်နီးစပ်ပါတယ်။နံပါတ်3ဆိုလင်ဦးတမ်မဏိလူသားက1 Friday Fight ဒီမှာရုံးပွဲမရှိခြေစွမ်းပြနေပြီးအလဲထိုးနိုင်ပွဲနဲ့တူစုကြီးတွေအကျဉ်းချင်းရရှိထားတာဖြစ်ပါတယ်။သူကဘန်နဝိတ်တန်းမှာထိုးတက်နေတာဖြစ်ပြီးတော့ပြန်မဲရဲ့လက်သီးကိုမမှုတဲ့စိတ်ဓာတ်ကပရိသတ်ကြိုက်ပါပဲ။လက်ရှိချိန်နေရသူကဝိတ်တန်းရဲ့ထိပ်တန်း9ဦးစီးရင်ဝင်ဖို့ကြိုးစားနေတာဖြစ်ပြီးတော့မြန်မာစာချုပ်ကြီးရဖို့နီးစပ်ဆုံးလူစင်းထဲမှာပါဝင်နေတာဖြစ်ပါတယ်။နံပါတ်4သွေးသစ်ဝင်းလှိုင်ကဒီနှစ်ပိုင်းအလုံးမြင့်မားတဲ့ဖိုက်တာတူဖြစ်ပါတယ်။သူက1စင်မြင့်ထက်မှာအတွေ့အကြုံရှိပြီးသားထိပ်သီးတွေကိုရင်ဆိုင်နေရတာဖြစ်ပြီးသူ့ရဲ့ခြေကံချက်တွေနဲ့အကွက်မြင်မှုတွေကအထူးကြီးကျူးစရာဖြစ်ပါတယ်။အကယ်၍သူသာပွဲတွေ့ကြုံပုံမရရှိလာပြီးတော့အဆုံးသက်ပိုင်းကိုပုံမတေးကြအောင်လှုပ်ဆောင်နိုင်မယ်ဆိုရင်တော့ဝိတ်တန်းရဲ့ထိပ်တန်းအဆင့်မှာအခိုင်အမာရပ်တည်နိုင်မဲ့သူပဲဖြစ်ပါတယ်။နံပါတ်5စူပါရီချန်က1 Championship ရဲ့၄ချိန်မြင့်ဝိတ်တန်းဒီမှာလားလာရှိနေတဲ့ဖိုက်တာဖြစ်ပါတယ်။သူရဲ့ထူးခြားချက်ကတော့လက်ဝဲအခြေခံကောင်းပြီးတော့အားပါတဲ့လက်သီးတွေရှိထားတာဖြစ်ပါတယ်။လက်ရှိမှာတော့ပွဲတွေ့ကြုံတွေဆူဆောင်းနေစေဖြစ်ပြီးကြန့်ခိုင်မှုပိုင်းကိုသာပုံမမြင့်တင်ထားနိုင်မယ်ဆိုရင်တော့အာရှအဆင့်ထိပ်တန်းဖိုက်တာတွေနဲ့ရင်မောင်တန်းနိုင်မဲ့အခြေအနေရှိနေတာဖြစ်ပါတယ်။နံပါတ်6ထွန်းမင်းအောင်လက်ဝဲကျော်ထွန်းမင်းရဲ့ညီဖြစ်သူထွန်းမင်းအောင်ကတော့လူငယ်သွေးသစ်ဖိုက်တာတူဖြစ်ပါတယ်။သူက1 Friday Fight မှာပွဲထွက်ခွင့်တွေရရှိထားပြီးအစပိုင်းမှာရုန်းကန်ရမှုတချို့ရှိနိုင်ပေမဲ့သူ့ရဲ့ရက်မောင်းနဲ့ငယ်ရွယ်တဲ့အချိန်ဟုန်ကအားကိုးစရာဖြစ်ပါတယ်။ဒီနှစ်ပိုင်းကိုစနစ်ကျပြုပြင်နိုင်မယ်ဆိုရင်တော့အကိုဖြစ်သူထက်ပိုမိုတောက်ပတဲ့ကစားမဘွားကိုရရှိနိုင်တာဖြစ်ပါတယ်။နံပါတ်9သွေးလင်းထက်နဲ့အဲမွေဒီလူငယ်နှစ်ဦးစလုံးကဝိုင်းရမျိုးဆက်သစ်စင်မြင့်ထက်မှာခြေစွမ်းပြဖို့ကြိုးစားနေကြသူတွေဖြစ်ပါတယ်။သွေးလင်းထက်ကတော့စိတ်သက်ပြင်းပြင်းထန်ထန်ရှိပြီးတော့အမြဲတမ်းတိုက်စစ်ကိုဦးစားပေးတဲ့ဖိုက်တာဖြစ်တယ်လို့အဲမွေကလည်းခန္ဓာရည်ရှိပြီးတော့ဇွဲကောင်းသူတွေဖြစ်ပါတယ်။သူတို့နှစ်ဦးစလုံးဟာလက်ရှိမှာပွဲဥတဲ့အောင်မြင်မှုတွေရရှိဖို့ကြိုးစားနေကြပြီးတော့နိုင်ငံတကာအဆင့်မီလေ့ကျင့်ရေးတွေနဲ့ပေါင်းစပ်နိုင်မယ်ဆိုရင်တော့နာကတ်မှာနိုင်ငံကုံဆောင်တွေဖြစ်လာမှာသိကြပါလိမ့်။ဒီကုန်းချောရမယ်ဆိုရင်တော့1 Championship မှာမြန်မာဖိုက်တာတွေပါဝင်လာတာကမြန်မာလက်ဝဲကိုရိုးရာပြတဲ့ထက်ကမွေးနေ့တစ်ခုအဆင့်ကနေကဘာကြီးကိုကင်လုံးမဲ့လက်နက်တစ်ခုဖြစ်အဆင့်မြင့်တင်ပေးလိုက်တာလေဖြစ်ကြောင်းပါခင်ဗျာ။